21ရက်3လ86နောက်ဆုံးအခေါက်ပါပဲကျွန်တော်ရွာကိုပြန်လာခဲ့ပါတယ်အမေရွာဆိုတာဓမ္မထနောင်းခြားဆောင်ပြတ်တက်တန်တဟပင်တွေနဲ့မိုးနှံချုံပုတ်ခြားပင်ငုတ်တို့နေညိုညိုကြောက်ခဲလုံးတွေနဲ့ထမ်းပင်မြင့်မြင့်ကြီးတွေကြားကတဲကလေးတစ်လုံးပါအဲ့ဒီတဲကလေးတဲ့အမေလဲလျောင်းနေပေါ့အမေကျွန်တော်ရောက်လာပြီအမေကျွန်တော်ထားပြီးနှုတ်ဆက်ပါအောင်မေအခြေဆုံးကိုပွေးဖက်တာမထွက်ပဲကျွန်တော်ငိုတယ်ထမ်းမဲ့မြင်းမြင့်ကြီးတွေပေါ်ကရွက်ရောင်6တွေတရှဲရှဲမြည်လို့ကျွန်တော်ကိုစကားမပြောချင်လို့အမေသွားတွေတင်းတင်းစိတ်ထားသလားကျွန်တော်ကိုမမြင်ချင်လို့အမေမျက်လုံးတွေမှိတ်ထားသလားထားကြည့်ပါဦးစကားပြောပါအောင်အမေရဲ့ဟောအမေကိုသူတို့အိုးမှမကြီးပင်တွေစိမ့်ညို့နဲ့စရက်အိုကြောက်တုံးနေညိုတွေစီထားတဲ့တင်းကြိုင်းဆိုတဲ့နေရာကိုပို့ကြတော့မလို့တဲ့လဲဘင်းကိုပြင်ဆင်ကြပြီပေါ့အမေအလောင်းကိုခေါင်းထဲထည့်ကြပေါ့ကျေးစီကိုရိုက်နှက်ကြပေါ့ကျွန်တော်မငိုတော့ပါဘူးမေငိုလို့မရတော့ဘူးမေအမေမြေကလေးလေးတွေကျွန်တော်တူနဲ့တူမလေးတွေသူတို့ငိုပါစေအမေသားသူတို့ရဲ့အဖေကျွန်တော်အကိုကြီးအမေသမီးသူတို့ရဲ့အမေကျွန်တော်အမသူတို့မောင်နှမအမေအရင်စောစောတည်ပြီးဟောဒီလူလောကကြီးတဲကထွက်ခွာသွားကြတော့မိတဆိုးဖတဆိုးဟောဒီကလေးလေးတွေအမေအတွက်သူတို့ငိုပါစေအမေအတွက်သူတို့မျက်ရည်တွေဟာထိုက်တန်ပါတယ်အမေကျွန်တော်ကတော့ຫນွေဦးရက်တွေအကြောင်းတရှင်းမဆိုးနိုင်တဲ့အုပ်အုပ်ငှက်တစ်ကောင်ရဲ့ကြေကွဲမှုလို့ရာခင်းတွေကအမေဘဝကိုအဝေးကပဲတန်တပူဆွေးခဲ့သူပါအမေနေကောင်းပါစေအမေအားထာဝရလှုပ်ကြွေးပြုစုနိုင်သည့်ကိုဖြစ်ရပါလို့ဤညအိယာဝင်ရင်ထဲလှုပ်ခတ်ပဲ့တင်ထပ်ခဲ့တဲ့ခွန်အားမဲ့ဆုတောင်းတများကြားရှည်လျားလွန်လာတဲ့ညတွေသာခန္ဓာကိုယ်ပေါ်မှာတိတ်ဆိတ်စွာကြည်ပြုံးခဲ့ရမနေ့ကတော့အမေဆုံးပြီးအမြန်လာတဲ့ကုသိုလ်ကြမနှုံချလို့လားဆုတောင်းများမပြေဝခဲ့ဘူးအမေကမွေးပေမဲ့အမေကိုလှုပ်မကြွေးနိုင်ခဲ့တဲ့ဟောဒီခန္ဓာကိုယ်ကြီးကဘာအသုံးကြတော့မှလဲအဲ့ဒါလိုနောင်တတရားတွေကနှလုံးသားကိုကုတ်ချစ်ဘဝဆိုတာကိုလည်းမကြည်မနှက်ဖြစ်မိပေါ့ကျွန်တော်မငိုရတော့ဘူးအမေငိုဖို့ရရှက်လာပါတယ်အမေနဲ့အတူအမေကိုရှေ့ဆုပ်လက်နဲ့ပြုတ်ခဲ့တဲ့ဟောဒီကလေးလေးတွေသူတို့ငိုပါစေခြေစီကိုသူတို့ရိုက်နှက်ကြပေါ့လှဲဘိန်းကိုသူတို့တွန်းကြပေါ့ဟောနီညိုညိုကြောက်တွင်းနေကြကယထာတစင်းကအဝေးကိုထွက်ခွာသွားပြီဟိုးလွန်ခဲ့တဲ့အနှစ်20ဒီရွာကလူငယ်ကြီးတော်သားတယောက်ဒီရွာကိုပြန်ရောက်မလားယထာဟာသူ့ကိုအဝေးကိုခေါ်ဆောင်သွားခဲ့သူနဲ့သူစီးသွားတဲ့ယထာအကြောင်းလူတွေမေးကြပေါ့ပြောဆိုအမှတ်ရသူတစ်စုံတစ်ယောက်မျှမရှိတော့အဲ့ဒီလူငယ်ဟာအခုအမေအလောင်းအမေခေါင်းကိုဖတ်ပြီးငိုနေတဲ့ကျွန်တော်ပဲပေါ့အမေဟောဒီရာခင်းတွေကြားအမေနေ့တိုင်းလှုပ်ရှားခဲ့တာကျွန်တော်မမြင်နိုင်ခဲ့ဘူးအမေသမီးကျွန်တော်အမရဲ့ယောက်ျားကထရည်သမားထမ်းရည်ကျိုးအမေသားကျွန်တော်အကိုကြီးရဲ့မိန်းမကမီးရဲ့ကြိုမျက်စိတစ်ဖက်ကွယ်သူတို့တွေနဲ့ကြံရိတ်ခဲ့တဲ့အမေမြေကလေးလေးတွေနဲ့အတူထညက်ကြိုထင်းခွေရေခတ်ငတ်မသေးဖို့အမေရုန်းကန်ခဲ့ရတဲ့နေ့တွေမှာကျွန်တော်ဟာဟိုးအဝေးမှာပေါ့ဟိုတနေ့ကတရွာလုံးမီးလောင်ပြကြအဲ့ဒီကလေးကအမေရွာထဲကိုပြန်မရောက်အိမ်ပြန်မဆောင်နိုင်ထပင်အောက်ကထတဲလေးမှာအမေနေကြခဲ့ပေါ့အမေရေအမေကျေးစီကိုရိုက်နှက်ကြပေါ့လှဲဘိန်းကိုသူတို့တွန်းကြပေါ့ဟိုးနောက်တောင်တော်တန်းကထပင်တွေရဲ့ထိပ်ပြားမှာနေလောင်းကတဖြည်းဖြည်းညိုခဲ့ပေါ့တောင်သူတလိရာမီးငွေတွေလွင့်တက်လာပေါ့ဟိုးတောင်ကမှုကမ်းပါမှာမြတ်စားနေတဲ့နမတွေကအမေကိုနှုတ်ဆက်နေကြသလားတိမ့်ဆုံငှက်အပြန်လမ်းမှာကြီးကန်းတွေကတုတ်ကရဲနဲ့ရွာဘက်စီပြန်ပြေးကြပေါ့
နေညိုချင်းအိမ်အပြန်လမ်းမှာတောတန်းချိုမြောင်ဟိုးနောက်တောင်တဲ့မောင်မဲမဲကကျွန်တော်ဘဝကိုမဝါမျိုးမီကလေးဘဝအရွယ်ငငယ်တုန်းကလေတောရိပ်တောင်ကြားတစ်ပင်ရိပ်ဖြားမှာမာမရက်နေတစေတွေလားအမေရေတစေဆိုကျွန်တော်ကြောက်လာကြည့်တညသားပြူစောတိဆိုလားရဲဘော်ပြူဆိုလားတကားကိုတအားခတ်နွားကောက်ဆန်းမြန်မြန်လောက်တနတ်တွေထုတ်ချိန်ပြီးအခိုင်အခန့်လှဲတဲ့စင်းနဗျာညိုတရှင်းတဲ့သူလှဲမောင်းပိုးဆိုပြီးအဖေကိုခေါ်သွားရွာအနောက်ဘက်ကြောက်တောင်ကြားကတနတ်တန်တစ်ချက်ကြားလိုက်ရအဖေရေအဖေကျွန်တော်တို့မိသားစုရာသဝင်ကိုဖြတ်တန်းရတဲ့ညပေါ့လွတ်လပ်ရေးရပြီးကသာတကိုးသမားတွေတကိုးပြလို့ကောင်းစဲခစ်ကြီးတဲ့လူဖြစ်လာရတဲ့ကျွန်တော်အမေကြောပေါ်မှာတနတ်တန်တွေကြားပြေးလွှားပုံအောင်ရွာတောင်ဆောင်နှစ်ဘူးချုံတယ်ညတိုင်းပဲအိတ်ခရရတယ်မဟုတ်လားအမေစစ်စနတ်မီအကျွင်းအကြံတွေနဲ့ခစ်အပြက်ကြီးကိုတွန်းလိုက်ရင်အမေရဲ့တခြားအမေတွေရဲ့အမေတွေအားလုံးကလေးတွေကိုပခုံးမော်တင်ပြီးပြေးကြလွှားကြပုံအောင်ကြနဲ့တချို့သားသေးတချို့လင်ဆုံးစစ်ကြီးဆိုတာကိုလည်းမုန်းတီးခဲ့တယ်မဟုတ်လားအမေဖေမရှိတဲ့နောက်အမေရဲ့အကိုကြီးရဲ့အမရဲ့ကျွန်တော်ရဲ့လေလောကကံပါမှာစံတော်ဝါရှောက်ခဲ့ကြပေါ့အရွယ်ရောက်ခါသာအကိုကြီးထန်းလီတင်ရပေါ့အကိုကြီးကသာသနာပေါ်မှာအယိုးထုတ်ဖုံးကြီးလို့ဖို့စိတ်ကူးရှိပေမဲ့ကျွန်တော်တို့အတွက်ယုံကြည်ချက်တွေဆွန့်ခဲ့ရပြီပေါ့ကျွန်တော်ကတော့ချောင်းတစ်ဆောင်နဲ့ဖုံးကြီးကျောင်းသားပြီးတော့သားကျောင်းရောက်ကျောင်းဆင်းချိန်မှာသိုးစိတ်နွားကျောင်းကျွန်တော်တို့တွေဟိုးတပြေပြင်တောင်ဆောင်စီကလက်ပြဟစ်ဩတချင်းကြော်နဲ့ခွေးခေါ်ပတတူဟင်းရွက်ကူယုံချတောင်ရလုတ်သူထင်းခုတ်သူတွေထညက်ကြိုသူထမ်းတက်သူတွေနေကပူလောင်ကုန်းခေါင်ခေါင်ပါဟိုးနောက်တောင်မှာမှိုင်းပြမြူကိုတွေနဲ့ပုတ်ပါဆိုတဲ့တောင်တော်မြတ်ကြီးသည်မျှော်ကြည့်ငေးမောစိမ့်လန်းတဲ့ຢာတော်တွေကြားအကိုကြီးကထန်းလီကျွန်တော်ကထရီအိုးတဲ့အမေရဲ့အမရဲ့ထညက်ကြိုရက်ကန်းခတ်ထင်းခွေးတခါတလေမြေပဲကောက်တခါတလေဝါဆိုင်တောအလိုက်လုပ်ငန်းဆောင်ပေါ့မြို့ရွာနီကုံပြက်ပြုံးစေအောင်ဓမြဘူကြီးမိုက်သီးအခါမီးနဲ့မြိုက်လို့တိုက်ခိုက်ပူလောင်ဝါတာလအမှတ်ကြသူရုပ်ကောင်ခလောက်ကလေးရတဲ့ဒိုးတောင်ပြိုရိုးမောင်းရာမလုပ်တဲ့ဝါခုတ်တဲ့တောင်အဲ့ဒါလို့အကိုကြီးတက်တဲ့ကြပြားတွေတန်ပေါက်တွေကျွန်တော်မှအမွေရခဲ့ပေါ့နေညိုချိန်တိမ်တောက်ပြုတ်ကြောက်တဲ့ဒီအချင်းစီမီးကွက်မှန်အိမ်နဲ့အဲ့ဒါလို့ကြေးလက်ဘဝတချင်းကြပြားတွေရှင်ထဲမှာအမြင့်တွေခဲ့ရပေါ့မေကျေးစီကိုရိုက်နှက်ကြပေါ့လှဲပိန်းကိုသူတို့တွန်းကြပေါ့အမေခေါင်းချခဲ့တဲ့တဲကလေးဟာအမေရွာနဲ့အလံဝေးပေမဲ့ဒီတောတီတောင်ကြအမေကိုတရားဟုတ်တယ်မထားရပါဘူးအမေကျွန်တော်အဖွားရဲ့အမေစားတဲ့အဆွေမျိုးတော်သူမတော်သူပါတရွာလုံးနောက်ဆုံးစုဝေးရဟောဒီတရက်အိုရဲ့တုတ်တန်ဆိုတဲ့နေရာရောက်အောင်အမေကိုကျွန်တော်တို့ပို့မှာပေါ့လမ်းကကြမ်းလိုက်တာအမေတောင်ကမူကြက်တီးကြားနှစ်တွေများစွာရေတိုက်စားမှုနဲ့ပြက်လူလှဲလာမှပေါ်မှာအမေကောင်းကလှုပ်ရမ်းလာကြည့်ဖြည်းစူးကိုင်းတွေဘေးပဲမျက်နှာကိုရှင်းမိကြအောင်မယ်ဟိုတုတ်တန်ကိုရောက်တဲ့အခါဘုန်းကြီးတွေကတရဏဂုံရွတ်ဖက်ကျွန်တော်လည်းနဲ့ရေသက်သွန်ချအမျှဝေးအမေကောင်းရသူပတိလာပါစေလို့ကျွန်တော်အမျှဝေးမယ်ကျွန်တော်ကိုယ်ပေါ်မှာဖုံတွေပေကညစ်ပတ်နေမလားပဲမန္တလေးကမိထီလာမလိုင်ပန်းအိုင်တလန်းလုံးဖုံလုံးကြီးတဲ့ဖြတ်ခဲ့ရအခုလည်းပဲဖုံလုံးကြီးထဲမှာကျွန်တော်ကိုယ်ပေါ်မှာကျွန်တော်တကောင်းလုံးမှာမုတ်စိတ်ကျင်ဆွဲတွေထဲမှာဖုံတွေပေကညစ်ပတ်နေမလားပဲဟိုတုတ်တန်ကိုရောက်လို့ရေစက်သွန်ချအမျှဝေတဲ့အခါငယ်စရာဖုံးတော်ကြီးကျွန်တော်ကိုကြည့်ပြီးအံ့ဩနေလိုက်မယ်ညရောက်တဲ့အခါဦးလေးဘယ်နည်းပြန်มาလဲတနေ့တစ်ခါပြန်လာပါနော်ကျွန်တော်ကြောင်းဆက်နေခြင်းနဲ့ညီမလေးမဝိစရာအင်ကြီးမရှိတော့ဘူးဟောဒီအငယ်မမနှစ်က2တန်းကြတယ်ငါမောင်ရဲ့ဟောဒီကြံနေတဲ့မျက်စိတစ်ဖက်ကလည်းဆရာဝန်ကခွဲရမယ်တဲ့အမလည်းကြောက်တတ်လို့ဆေးရုံကိုနောက်ထပ်မရောက်တော့ပါဘူးစတဲ့စကလုံးတွေကြာကျွန်တော်ဗာများတာဝန်ယူနိုင်မလဲမင်းတို့အတွက်ငါအတွက်အနှစ်30လုံးဦးလေးစဉ်းစားနေတော့မယ်ဦးလေးကစဉ်းစားနေတော့မှာပဲကွယ်တစုံတရာဂတိတွေပေးထားပြစ်ခဲ့ပြီးနနက်ခင်းတစ်ခုမှငှက်တကောင်ကိုပြန်ပြေးသွားမယ်ဟိုးတခါကအမေကိုထားပြစ်ခဲ့တယ်လို့မျိုးဟောဒီကဘာကြီးရဲ့နာမကျန်းမှုတွေကိုစေဝါကူတာဖို့ကျွန်တော်ကြပြဆရာလဲရမယ်က
ပြားစရာလုံးမဖြစ်မဲ့အမေအဲ့ဒါလို့ဆိုပြီးအမေကိုထားပြခဲ့တော့ကရာခင်းနှစ်ပေတောလန်းလေးပေါ်မှာမျက်ရိုင်းပင်တွေကိုတိုးဖြတ်တစ်ချက်ချက်နဲ့ကျွန်တော်ဖဏတ်တန်းလေးကြံရစ်ခဲ့တယ်ရာခင်းတွေနောက်မှချမ်းတောတန်းတွေကြံရစ်ခဲ့တယ်ကြောက်စရဲ့ကုန်းခေါင်တလင်းပြောင်မှာရုံတောင်ပရက်တူးကျိုးတဲ့ငယ်ဘဝတွေကြံရစ်ခဲ့တယ်လိန်လိန်မာနေဖို့စကလုံးတို့တောင်းခါအမေမျက်နှာပေါ်ကမျက်ရည်စားတွေကြံရစ်ခဲ့တယ်တငယ်ချင်းတွေလက်ပြနေစေအုပ်အောဆွဲပေါ့တစ်ချဲချဲမြည်ရက်ရထားထွက်ခွာတုံခါနေတဲ့ဓာတ်ကြိုးပေါ်မှာတော်ကြီးကန်းတကောင်အော်မြည်ရင်ကြံရစ်ခဲ့တယ်မြို့ပြဘွားရဲ့ခံစားမှုရသတဲ့တဲ့ပလက်ဖောင်းတစ်လျှောက်ဓာတ်တိုင်မီးတိုင်တွေအောက်တယောက်ကိုတယောက်ဖြတ်ချောက်ကျော်လွှားရင်သစိမ့်ဆန်တဲ့လူတွေကြားမှာဟိုးအနောက်တောင်စီကိုရော်ရမ်းတော်လန်းကလေးကိုလွမ်းခဲ့ရဖို့အမေနေညိုချင်းအိမ်အပြန်လမ်းဘေးတိုက်ကြဓာတ်တိုင်နားမှာမမရက်နေတစေတွေလားအမေတစေတို့ကျွန်တော်ကြောက်လာကြည့်ရောင်ရမ်းရွတ်ဆုံမိတော့လဲရဲရဲတင်းတင်းဖြတ်တန်းရပြီအမေလူမှုဗေဒဝေါ်ဟာရနဲ့ရာသတစ်တွေကနှလုံးသားကိုတအားကုတ်ချစ်ပုတ်တက်ပြီးဖြည့်တော်လဲရားရံမြဲပါအမေစီးတာရည်တဲ့တိုးချဲဖြတ်တန်ကိုလန်းကိုသွားခဲ့ရစကားညင်းဆန်ကားဟွန်းတန်တွေကြားနှလုံးသားတိတ်ဆိတ်မတိစိတ်မှယောဂထူပြောခဲ့ဖို့အမေထံကျွန်တော်ပြန်မလာနိုင်ခဲ့ဘူးငါမြေးလေးတွေအမေမြင်ကြလာပြီဆိုဟောအကြီးလေးကမတူမာတဲ့ပိန်ပိန်တက်တက်နှစ်ဖူးကျဲကျဲနဲ့တိတ်ချစ်စရာကောင်းတယ်အမေအငယ်လေးကမငုဝါတဲ့အစားပုတ်ပုတ်ဝါတုတ်တုတ်ကလေးနောက်တစ်ယောက်ကတားကြီးမောင်ဖိုးကစော့တဲ့နေရာမှာမြောက်ချုံးမှာပဲငယ်လေးကလေးကမြောက်ကလေးလိုပဲကြီးလာရင်မြောက်ကြီးနဲ့တူမလားပဲသူတို့မောင်နှမတွေဦးလေးတွေတော်တွေနဲ့တွေ့ဖို့ကျွန်တော်တို့လာခြင်းပါရဲ့ဒါပေမဲ့အမေကျွန်တော်တို့အားလုံးအတွက်အရွယ်မရောက်ခင်ထမ်းလီတင်ခဲ့ရတဲ့အကိုကြီးထပင်ပေါ်ကဇောက်ထိုးကြအနေဆရောက်ခဲ့ရပြီမဟုတ်လားကျွန်တော်အမေသမီးပိန်တာရိုးလေးသားသမီး9ယောက်မွေးတော့ဆင်းရဲမှုဓာမခံနိုင်လို့ထင်ရအနေဆရောက်ခဲ့ရပြီမဟုတ်လားအမေဒီတော့ဒီတောင်တဲ့အမေသားသမီးတွေနဲ့နေဝေးအသေးဝေးခဲ့ကြရတော့လဲအမေတယောက်တည်းမဟုတ်အမေမြေတအုံနဲ့ထညက်ကြိုးထင်းခွေရေခတ်ကျွန်တော်တပြားတစ်ချက်မှမထောက်ပံ့နိုင်ပေမဲ့ငတ်မသေးခဲ့ဘူးအမေတေးရတာငတ်လို့မဟုတ်ဘူးအမေမနေ့ကအမေဆုံးကြောင်းကျေးနှံရတော့ခရီးသွားဖို့ဇနီးမယားနဲ့တိုင်းမင်းပြင်ရဆင်ရငွေချရနဲ့ပေါ့ညရောက်တော့လဲရင်ထဲမေးအေးပူဆွေးနေစဲမှာကလေးတွေကတီဗီသွားကြည့်ကြတဲ့မင်းတို့အဖွာတည်တဲ့ရက်မင်းတို့အတွက်ဘာမှမခံစားရပါလားနော်ငယ်သေးတဲ့ကလေးလေးတွေပဲဆိုတာကတက္ကနာပေါ့မြို့ပြမှာနေတဲ့အမေမြေကလေးတွေနဲ့အမေနဲ့တားဝေးခဲ့ပါပေါ့လားဆိုတဲ့အတွေးတွေကနှလုံးသားတဲ့စုနှစ်တကယ်ကိုပါပဲဘဝဆိုတာကိုလည်းမကြည်မနဲ့ဖြစ်ရပြန်ပေါ့အမေခံစားရပြီပေါ့ကျွန်တော်ခံစားရပြီပေါ့အမေကျွန်တော်ကအဲဘက်ကူမူမှမဟုတ်ပဲကျွန်တော်ကမာဆိုမှမဟုတ်ပဲအခက်အခဲတွေရှိခဲ့ပေမဲ့ကျွန်တော်ကဗုဒ္ဓဘာသာမြန်မာယဉ်ကျေးမှုတွေကလူတရားအဖြစ်နဲ့ပဲအသက်ရှင်ရပ်တည်နေစေပါအမေမေကျေးစီကိုရိုင်းနှက်ကြပေါ့လှဲဘိန်းကိုသူတို့တွန်းကြပေါ့အမေကောင်းကလှဲပေါ်မှာရိမ့်ထိုးလို့ရှားဆောင်ပြတ်သက်ပင်ပေါ်ကဒေါ်ရင်ဆိုတဲ့အကောင်တွေတကြီးကြီးမြည်လို့အမေမြေကလေးလေးတွေအမေရဲ့ဆွေမျိုးသားချင်းတွေအမေကိုခင်မင်သူတွေမယနာတေးကိုရွတ်ဆုံကိုကြွေးလို့အမေကောင်းပေါ်ညောင်ရက်တွေကြွေကြဒါဟာသင်္ခါရတရားပဲလို့ဆိုလိုချင်သလားမသိဘူးအမေကုန်တန်းချင်းအပြည့်နဲ့ကားတစ်အဝေးပြေးလမ်းမပေါ်ဖြတ်မောင်းသွားနေရထပယ်မြင်းမြင့်ကြီးတွေပေါ်ကရွက်ရောင်6တွေတစ်ချဲချဲမြည်လို့